လုံးဝလိုက်တဲ့ဒါနော်မင်းထိုက်နဲ့မင်းကန်ခံပေတော့အားလုံးပဲမင်္ဂလာပါခင်ဗျာဖိုးကန်ကောင် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ဇလန်းလေးကတော့တာနောယက္ခဘလူးနဲ့ရွှေကျုပ်မယ်ဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ခင်ဗျာရှေ့အခါတစ်ပါး၌ယတိတစ်ပါးသတင်းသုံးနေထိုင်လျက်ရှိတဲ့ကျောင်းသင်ငန်းသားကတောအုပ်ထဲမှာတာနောယက္ခဘလူးကြီးအပိုင်စားနေထိုင်ပါတယ်အဲ့ဒီဘလူးကြီးဟာရှင်ယတိအနားမှာနေပြီးတရားနာယူပေမဲ့အကျွတ်တရားမရရှိသေးပါဘူးဘာလို့လဲဆိုတော့သူဟာအသားစားအလွန်ကျူးတာကြောင့်တက်ရှိတတဝါတွေကိုပဲဖမ်းယူတက်ဖြတ်စားတောက်နေခြင်းကြောင့်ဖြစ်ပါတယ်တနေ့တော့ခီးသွားလူတစုဟာအဲ့ဒီဘလူးရှိတဲ့တောအုပ်ထဲကိုဖြတ်ပြီးတော့ခရီးလန်းသွားရပါတော့တယ်အဲ့ဒီထဲမှာအလွန်တရာချောမောလှပပြီးရွှေစင်းလိုဝင်းဝါတဲ့အသားရည်ရှိပြီးမြင်းသူတကားငေးယူရလောက်တဲ့ကာတိတိုင်းလူတူလည်းပါလာခဲ့ပါတယ်သူတို့လူစုဟာဘလူးကြီးကိုမြင်တဲ့အခါမှာလန့်ပြီးတော့ထွက်ပြေးကြပေမဲ့ကာတိတိုင်းသူမင်းမချောလေးဟာမလွတ်မြောက်ပဲတာနောယက္ခဘလူးရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတော့တယ်အခါတိုင်းတော့ဘလူးကလူတွေကိုဖမ်းမိရင်သူ့ရဲ့ကြောက်ခုကြီးထဲမှာပိတ်လောင်ထားပြီးတော့အစာငတ်ရင်ငတ်ထားကသူစားကျင်တဲ့အခါမျိုးမှာအလွယ်တကူစားတောက်လေးရှိပါတယ်ယခုကာတိတိုင်းသူမှာအလွန်လှပပြီးနှစ်လူဝဲဖြစ်တဲ့အတွက်ဘလူးကြီးကမြင်မြင်ချင်းမြတ်တာတက်ဝင်ချစ်ခင်သွားပါတော့တယ်ဒါနဲ့ဘလူးကြီးဟာကာတိတိုင်းသူမရအချောလှလေးကိုဘသူမှမမြင်ရတဲ့လှုပ်ဝက်ကူထဲမှာဖွက်ထားပြီးသူ့အသက်တမျှချစ်ရတဲ့မရအတွက်အမဲသားငါတစ်တိတစ်ဥတွေကိုရှာဖွေကျွေးမွေးပြီးစောက်ရှောက်ခဲ့ပါတယ်ထို့အပြင်တောတောင်ထဲမှာအဝတ်စားမရှိပေမဲ့လည်းသူမရအတွက်ဆိုပြီးလှပစမ်းကြဲတဲ့အဝတ်စားတွေကိုရအောင်ရှာဖွေပြီးစင်မြန်းပေးလိရှိပါတယ်ကြောင်မြက်ရတနာတွေကိုလည်းအမျိုးမျိုးဝတ်ဆင်ပေးပြီးတော့အယုတ်ကလေးတစ်ယုတ်လိုအလှကြည့်ထားပါတော့တယ်ဒါနဲ့တင်အားမရပဲသူ့ကိုထားခဲ့ပြီးထွက်ပြေးမှစိုးရိမ်တဲ့အတွက်ရွှေကျုပ်တစ်ခုဖမ်းဆီးပြီးအိတ်ချင်ရောက်ရင်သူ့မိမကိုအဲ့ဒီကျုပ်ထဲမှာပဲအိတ်စေခဲ့ပါတယ်ဘလူးကြီးကဘဲကိုသွားအဲ့ဒီကျုပ်ကိုငုံပြီးသူ့မိမကိုကိုနဲ့မကွာအမြဲဆောင်ယူသွားပါတော့တယ်တနေ့တော့တာနောယက္ခဟာရေချိုးဖို့ဆိုပြီးကြာမျိုး၅ပါးနဲ့ပြည့်စုံတဲ့ကန်ကိုသွားကရွှေကျုပ်ကိုဖွင့်သူ့မယားကိုထုတ်ပြီးကြာမျိုး၅ပါးနဲ့ပြည့်စုံတဲ့ကန်ထဲမှာရေချိုးစီခဲ့ပါတယ်ထို့နောက်အမွှေးနှံသားတွေလိမ့်ချမ်းဝတ်စားတစ်တွေကိုစင်မြန်းပြီးတဲ့အချိန်သူမယားရဲ့အသားကအေးနေတော့ချက်ချင်းကျုပ်ထဲကိုမထည့်သေးပဲနေပူစာလုံစီလိုက်ပါတယ်ရွှေကျုပ်ဖေးနားမှာနေပူစာလုံခိုင်းထားပြီးသူကတော့ခလန်းလန်းရင်ထဲထဲမှာရေချိုးနေခဲ့ပါတယ်အခုမှပြင်ပလောကကိုပြန်မြင်ရတဲ့ရွှေကျုပ်မယ်ကလည်းဟိုတီတီလိုက်ကြည့်ရင်းနဲ့တန်လျက်ကြီးလွယ်ပြီးကောင်းကင်ခရီးသွားနေတဲ့ဝိစတိုတစ်ပါးကိုတွေ့ခဲ့ရပါတော့တယ်အခုမှလူဆိုတာကိုမြင်ရတဲ့ရွှေကျုပ်မယ်ဟာသူမစီကိုအမြင်လာဖို့ဘလူးကြီးမကြားအောင်လက်ရက်ပြီးလှမ်းခေါ်လိုက်ပါတော့တယ်တောက်ပြောင်လှပတဲ့အဝတ်စားစင်တန်းစာတွေနဲ့အလွန်တရာချောမောလှပသောမိမကလှမ်းခေါ်တော့ဝိဇ္ဇတူလည်းဝင်းရင်ထက်ကနေချက်ချင်းဆင်းလာပါတော့တယ်။အောက်လဲရောက်ရောရွှေကျုပ်မယ်ကဝင်းမြမြန်ဝင်းဆိုပြီးရွှေကျုပ်ထဲကိုထည့်ထားလိုက်တယ်။ဘလူးကြီးမမြင်ရအောင်ပုံနေဆိုပြီးဝိယုံလာတချို့နဲ့ဖုံးအုပ်ထားလိုက်ပါတော့တယ်။ခဏနေတော့တာနောယက္ခကြီးဟာရေကျိုးတက်စဉ်ပြီးလို့ပြန်လာခဲ့ပြီးအခါတိုင်းလိုပဲအောင်းမိကရွှေကျုပ်ကိုဖွင့်စင်မနေတော့ပဲသူ့မိမကိုထည့်ပြီးတော့ရွှေကျုပ်ကိုမျိုးချပြီးပြန်လာခဲ့ပါတော့တယ်။ဒါနဲ့သူအပြင်လက်ခုလက်မှာယတိကြီးကိုတွားပြီးသတိရလိုက်ပါတော့တယ်။ငါလည်းဟိုကိစ္စဒီကိစ္စတွေနဲ့ယတိကြီးကိုမေးလျော်နေရကြပြီ။သူတရားတွေလည်းမနာရတာကြပြီ။ဒီနေ့တော့ဝင်ဖူးအောင်မှဟဲ့ဆိုပြီးတော့သူနေတဲ့ကြောက်ခုကိုတက်မပြန်တော့ပဲယတိရဲ့ကျောင်းသင်ငန်းရှိတဲ့နေရာကိုလှမ်းဝင်ခဲ့လိုက်ပါတော့တယ်။အဲ့ဒီမှာယတိကလည်းတရားမှတ်နေရင်းနဲ့ဘလူးလှမ်းဝင်လာတာကိုမြင်လိုက်ရတယ်။ဘလူးပိုက်ထဲကလူနှစ်ယောက်ရဲ့အကြောင်းကိုလည်းမြင်လိုက်ရတယ်။ဒါနဲ့ယတိကအိုးတင်တို့၃ယောက်သားဘယ်အရက်ကနေလာကြလဲတင်တို့လာတာကောင်းသောလာခြင်းဖြစ်ပေတယ်တင်လျှောက်ပတ်တဲ့နေရာမှာထိုင်ကြတင်တို့အားလုံးကျမ်းမာပါလေစလို့ခရီးဥကြူပြုတ်လိုက်ပါတယ်ယတိရဲ့အဲ့ဒီလိုမိမ့်မာတဲ့စကားကိုလည်းကြားရောဘလူးကြီးကတွေ့ဝေသွားတယ်စဉ်းစားရတော့တာပေါ့ငါလာခဲ့တာတယောက်တည်းပါဘာလို့၃ယောက်လို့ပြောရတာလဲဘသူပါသေးလို့လဲရှင်ယတိကဘာကိုရည်ရွယ်ပါလေမေ့ကြည့်လိုက်တာပဲကောင်းပါတယ်လေဆိုပြီးရှင်ယတိအကျွန်ုပ်လာဒီမှာတယောက်တည်းပါဘာကြောင့်၃ယောက်လို့ပြောရတာလဲဒီလိုလဲမေးရောယတိကတာနော်တင့်မှာမရရှိလားရှိပါတယ်အရှင်ယတိနားထောင်တာနော်တင်ကတော့ချစ်လာစွာသောမယားကိုလုံလုံခြုံခြုံရှိသေးခြင်းလို့ရွှေကျုပ်ထဲမှာထားပြီးဝမ်းနဲ့မြူထားတယ်တင်သွားလျာစောင့်ယူသွားတယ်တင်ကတော့လုံခြုံမြည်လို့ထင်နေတယ်အခုတော့တင်ဝမ်းထဲမှာတင်မယားကဝိဇ္ဇတုံနဲ့အတူရှိနေတယ်သူတို့ကိုမြင်ရတာကြောင့်
ငါက3ယောက်လို့ပြောရခြင်းပါဒီစကားလေးကြားရောတာနောရက်ခဘလူးကစိုးရင်ထိတ်လန့်သွားတယ်ဝိဇ္ဇတိုဆိုတာကလည်းသူ့ထက်တကိုးကြီးတယ်မာယာလည်းများတယ်ဆိုတော့ကြောက်သွားတယ်မတော်တဆသူအမြဲဆောင်နေကြတန်လျက်ကြီးနဲ့များငါဝမ်းပိုက်ကိုခွဲပြီးထွက်ပြေးရင်ငါတော့ဒုက္ခဆိုပြီးချွေးစည်းချွေးပေါက်တွေကြလာပါတော့တယ်ဒါနဲ့ပဲမဖြစ်ချေဘူးဟဲ့ဆိုပြီးကျုပ်ကိုအန်ချလိုက်တယ်ကျုပ်အဖုံးကိုဖွင့်လိုက်တာနဲ့ဝိဇ္ဇတိုကလည်းမန်နန်ကိုရွတ်ပြီးတန်လျက်ကိုဆွဲကောင်းငင်ကိုတရှိထိုးပြန်တက်သွားပါတော့တယ်ဒါကိုလည်းမြင်ရောဘလူးကအရှင်ကျွန်ုပ်၏အသက်နဲ့အဆက်ကိုအရှင်ယသိကသာကယ်ခဲ့ပါသည်ရွှေကျုပ်မယ်သည်ကျွန်ုပ်၏ကျေးဇူးသစ္စာကိုမှမထောက်ကျွန်ုပ်အပေါ်မှာမြတ်တာမထားမှန်မှန်သောနီလန်းကိုမှရက်ဆက်စွာပြုကျင့်ပါတယ်ထို့သူကိုမှကျွန်ုပ်ကလည်းယုံမှတ်မှားမိပါတယ်သူ့ကိုမပေါင်းဖော်အမှန်ကျွန်ုပ်သိပါပြီယခုတော့အရှင်ယသိကြောင့်သာကျွန်ုပ်ချမ်းသာရပြီဤရုံမှတော့မိမကိုကျွန်ုပ်အရှင်မထားနိုင်ဘူးဆိုပြီးဒေါသတွေထွက်နေတော့ယသိကအဆုံးမရတော့တာပေါ့ဒီတော့မှတာနောကြီးလည်းအတီတရားရပြီးတစ္ဆာမဲတဲ့သူ့မိမရွှေကျုပ်မဲကိုရင်နာနာနဲ့ဆွန့်လွတ်လိုက်ပါတော့တယ်ဒီပုံဝတ္ထုထဲမှာသင်္ကန်းစာယူစရာကတော့1500ကိလီတာအချစ်တွင်အပြန်လည်ချစ်ချင်းမြတ်တာမပါပဲတဦးတယောက်ထဲမှနေ၍ဘလောက်ပင်ချစ်ခင်မျက်နှာဂယူးဆိုင်စေကမူနောက်ဆုံးတွင်အခြားသောသူနှင့်တက်မှတ်ဖောက်ပြန်တတ်သောအလေးအထားရှိကြောင်းမှတ်သားရပါတယ်နားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းအားကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်ဒီလိုဗီဒီယိုတွေကိုစူးစမ်းတင်ဆက်ပြီးမှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe နှိပ်ခဲ့ပေးကြပါဦးခင်ဗျာ